ဒါက90ခုနှစ်လွန်ကောင်းမလေးတယောက်ကျွန်တော်စီပိုးပေးလိုက်တဲ့ကြောက်ခဲပါဗျာသူ့အမေကလက်ကောက်လေးတစ်ခွင်းတီးတန့်လက်ဆော့ပေးခြင်းလိုပါတဲ့ချိုးတရကြည့်လိုက်မယ်ဆိုရင်ဒီကြောက်ခဲကလမ်းမေမှာလွန့်ပေးထားတဲ့အပိုင်စားတစ်ခုနဲ့တူနေပါတယ်ဗျတာမန်ကာယန်ချမ်းပါပဲဗျဒါပေမဲ့သူ့မြေလုံးထဲမှာတော့ဒီကြောက်ခဲကတန်ဖိုးရှိတဲ့မျောလင်းချက်တွေပါပဲသူကကျွန်တော်ပြောပြပါတယ်လွန်ခဲ့တဲ့နေ့ကသူလမ်းခွဲခဲ့ရလို့စိတ်သက်ကြပြီးအလုံးမလုံးနိုင်ထိခဲ့ပါတယ်အဲ့ချိန်သူ့အမေကစိတ်ပြေလက်ပြောက်တောင်တက်ဖို့ခေါ်ထားခဲ့လို့ဆိုပါတယ်ဒီကြောက်ခဲလေးကိုတော့တောင်ပေါ်လက်လေးမှာမထင်မှတ်ပဲတွေ့ခဲ့တာပါတယ်ဗျသူ့တော့ထူးခြားတဲ့ရေဆက်နဲ့မှတ်လျံတစ်ခုပါပဲကောင်းကင်ဘုံကပေးတဲ့အရေးအမြစ်တစ်ခုလို့အရာအလုံးကမှတ်မွန်ပန်းလေးလိုပါပဲဗျအေးဆက်တဲ့ဆောင်းရည်ကိုဖြတ်တက်ပြီးရင်တောက်ပစွာပြန်လဲပွင့်လန်းလာမှာပါကျွန်တော်ရဲ့အမြင်မှာတော့ကြောက်ခဲတိုင်းကတဘာဝကြီးကပေးတဲ့လက်ဆောင်တွေပါသူ့ကိုယ်ပိုင်ဇလန်းနဲ့တန်ကိုးတွေရှိကြပါတယ်ကျွန်တော်ဒီကြောက်ခဲကိုခွဲကြည့်လိုက်တဲ့အခါအတွင်းပိုင်းကကြောက်သားလေးဟာအရန်ကိုနူးညံ့တီးမွေ့နေတာတွေ့ရပါတယ်အယောင်အသွေးကလည်းနူးညံ့ပြေဝနေပါတယ်ညွတ်တေချောင်းတေချာသိမ်းဆေးထားတဲ့ကြောက်စိမ့်လှလှလေးလိုပါပဲဗျာကဲပြိတ္တကြီးလည်းကျွန်တော်နဲ့သူကျွန်တော်လက်ရောင်နဲ့ဒီကြောက်ခဲလေးကိုဘလို့ပုံဖော်သွားမလဲဆိုတာကိုဆက်ကြည့်လိုက်ရအောင်ပါဗျာနောက်ဆုံးမှာတော့လှပတဲ့မွန်မွန်ဖန်းလက်ကောက်နဲ့ငားရုပ်ဆွဲသည့်အဖြစ်ပြောင်းလဲမှာပါဒီလက်ရလေးတွေကတော့သမီးဖြစ်သူရဲ့အမေအပေါ်ထားတဲ့အနှက်ရှိုင်းဆုံးမေတ္တာတွေပါပဲဗျာကျွန်တော်ကငငယ်ကလေးကကြောက်စိမ့်ထုစေကြတော့ကိုဝါသနာပါခဲ့တာပါနာမည်ကြီးဆရာတွေစီကနေပညာသင်ယူခဲ့ပြီးဒီရှေးဟောင်းအမှုပညာကိုလက်ဆင့်ကမ်းထိမ့်သိမ်းမှုဆုံးဖြတ်ထားတာပါဗျာဖန်တီးမှုတိုင်းတွိုက်ကျွန်တော်အကောင်းဆုံးကြိုးစားပြီးလှုပ်ဆောင်ပါတယ်အခုဒီမမွန်ပန်းလက်ကောက်လေးလိုမျိုးပေါ့ဗျာကောင်မလေးပြောပြတာကတော့သူ့အမေရဲ့နာမည်မှာမေဆိုတဲ့စလုံးလေးပါသလိုမမွန်ပန်းတွေကိုတသက်လုံးမျက်နှိုးခဲ့တာပါသူ့အမေရဲ့ကြန့်ခိုင်မှုနဲ့မြင့်မြတ်တဲ့စိတ်ထားကအေးဆက်တဲ့တန်ခံပြီးပွင့်လန်းလာတဲ့မမွန်ပန်းလေးတွေနဲ့တူလာပါတယ်ဘဝရဲ့အခက်အခဲတွေကိုအတူတူဖြတ်တန်းလာခဲ့ကြတာပါဗျာကောင်မလေးကတော့သူ့အမေရဲ့မွေးနေ့ရောက်ခဲ့ခါကြရင်ဒီလက်ကောက်လေးကိုကိုယ်တိုင်ကိုယ်ကြလက်ဆောင်ပေးခြင်းနေတာပါဒါကကျေးဇူးဆက်ခြင်းနဲ့မေတ္တာတွေပြည့်နေတဲ့လက်ဆောင်တစ်ခုပါပဲသူ့အမေကဆင်းရဲဒုက္ခခံပြီးသူ့ကိုလူလားမြကောင်ဘလူးစုတဲ့တာမို့အခုအချိန်မှာအစားထိုးမရတဲ့ဒီလက်ရလေးနဲ့အတူအမေရဲ့မေတ္တာတွေကိုပြန်လေကျေးဇူးဆက်ချင်တာပဲဖြစ်ပါတယ်ဗျာဒီလက်ကောက်လေးလောက်ရတာလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးဗျဒီဇိုင်းဆွဲတာကနေပုတ်တိုက်ထူးစစ်တဲ့အထိအစင်တိုင်းမှာကျွန်တော်ရဲ့ဝิญဉ်တွေပါထည့်သွင်းထားပါတယ်ပန်းပွင့်ဖတ်ဒီလေးတွေကိုတိတိချာချာထူးစစ်တာပြီးအကွေးကောင်းတဲ့ အကြောလေးတွေတဘာဝကြကြချစ်နေမှာမတ်မွန်ပန်းရဲ့အသက်ဝင်မှုကိုမြင်ရမှာပါတောင့်ခံနေတဲ့မတ်မွန်ကိုင်းလေးတွေကချမ်းရည်တဲ့ဓာတ်ကိုအန်တူပွင့်လန်းနေပါတယ်မတ်မွန်ပန်းရဲ့အလှတရားကိုဒီလက်ကောက်လေးမှာပေါ်လွင်လာအောင်ကျွန်တော်ကြိုးစားခဲ့ပါတယ်နှစ်ရက်တိုင်တိုင်တေချာထူးစစ်ပြီးမှအယမ်းကိုလှပတဲ့အယောင်အဆွေထော့ပေါ်လာတာပါဗျာဒါကကျွန်တော်အကြည့်နှဆုံးလက်ရတွေကတခုပါဒါပေမဲ့လုပ်ငန်းစဉ်ကတော့မချောမွေလာပါဘူးအသေးစိတ်အပိုင်းဒီမှာနည်းနည်းလေးမှားသွားရင်အစကနေအကုန်ပြန်လုပ်ရမယ့်အခြေအနေမျိုးပါအခုခေတ်လူတော်များများကနိုင်ငံခြား brand တွေကိုပဲအကြီးအသွေးနဲ့ fashion ကြော့တဲ့သင်္ကေတလူတတ်မှတ်ပြီးလိုက်ရှာနေကြတယ်လေပြီးတွင်လက်မှုပစ္စည်းတွေကိုတော့အထင်မကြီးကြပါဘူးကျွန်တော်လုပ်တဲ့လက်ကောက်ကိုလည်းနာမည်မရှိဘူးအဆင့်မမိဘူးဆိုပြီးဝေဖန်တဲ့သူတွေရှိပါတယ်ဒါပေမဲ့ဒီလက်ကောက်လေးတွေကခန်းစားချက်နဲ့လက်မှုပညာကစက်တွေနဲ့အစားထိုးလို့မရဘူးဆိုတာကျွန်တော်သိပါတယ်ဗျာကျွန်တော်ဆက်ပြီးထူးစစ်သွားမှာပါရည်ရွယ်ချက်ကတော့ရှေးရိုးရာကြောက်စင်ထူးစစ်မှုရဲ့အလားတရားနဲ့နှွေးထွေးမှုကိုလူတွေပိုတီလာအောင်လုပ်ပါဗျာဒီဆွဲသီးလေးကိုတော့လက်ကောက်ရဲ့အလဲသားနဲ့လှုပ်ထားတာပါသူက Mobius Screen လေးတစ်ခုဖြစ်ပါတယ်သူ့မျက်နှာပြင်တစ်ချောင်းမြင်တကြုံဆွဲကြည့်တဲ့နောက်ဆုံးမှာမူလနေရာကိုပြန်ရောက်လာပါလိမ့်မယ်မျက်နှာပြင်လက်ဖက်စလုံးကိုလည်းဖုံးလာသွားမှာပါအခုပြောရင်တော့နားလေခြင်းမှာနားမလဲမှာပါပြီးပါလိုက်ခါကျရင်တော့တိလာပါလိမ့်မယ်ဗျာMobius Screen ကအစနဲ့အဆုံးမချိရကြအောင်အဆုံးမဲ့လက်ပတ်နေတဲ့ထာဝရတည်မြဲမှုကိုကိုစားပြုလေ့ရှိပါတယ်ဒီဆွဲသီးလေးရဲ့ကွန်းစစ်လေးကလည်းကန်ကောင်းချင်းတွေယူဆောင်လာပြီးထာဝရချစ်ချင်းမေတ္တာကိုရည်ရွယ်ပါတယ်ထူးစစ်တဲ့အခါမှာအကွေးလေးတွေတိုင်ကိုတေချာလေးပုတ်တိုက်ပေးရပါတယ်လိုက်လေးတွေချောမွေနေဖို့ရယ်အလင်းအမောင်လိုက်ဖက်နေဖို့ရယ်တဘာဝကြကြလေးကူးပြောင်းသွားဖို့ပါအယောင်ကွက်နေတဲ့အပိုင်းလေးကိုလည်းအသက်ဝင်တဲ့ငါးချင်းလေးနှကောင်ထည့်အောင်ထူးစစ်ထားပါတယ်ငါးရဲ့အကြီးခွန်လေးတွေတော့အထင်းသားမြင်နေရတာပါဗျာရေထဲမှာအေးအေးဆေးဆေးကူးခတ်နေသလိုပါပဲဗျာနှစ်တိုင်းမှာပိုလန်မှုဆိုတဲ့အဓိပ္ပာယ်ဆောင်ပါတယ်ဗျာပြီးတော့ပျော်ရွှင်မှုတွေထာဝရတည်တတ်မှုပါပဲ၃ရက်တိုင်တိုင်တေချာဒီဇိုင်းဆွဲထူးစစ်ပြီးတဲ့နောက်မှာတော့ပန်းပွင့်လက်ကောင်နဲ့ငါးနှစ်ကောင်ဆွဲသီးလေးပြီးစီးသွားပါပြီဗျာဒီပန်းပွင့်လက်ကောက်လေးရဲ့ဒီဇိုင်းကတကယ်ကိုထူးကြပါတယ်ဗျတရုတ်ရိုးရာအလှတရားတွေပေါင်းဝင်းနေသလိုဘလူးအဝတ်စားနဲ့မဆိုလိပ်ဖက်မှုရှိပါတယ်ဗျတာမန်ရိုးရှင်းတဲ့ဗီဒီယိုတွေနဲ့လုံးဝကိုကွဲထွက်နေတာပါလက်ရမြောက်လာတဲ့ထူးစင်မှုကသူ့ကိုအသက်ဝင်စေပါတယ်ဗျအများကြီးထုတ်လိုက်ရင်တော့ဒီလိုဆွဲဆောင်မှုမျိုးပျောက်သွားမှာပါဗီဒီယိုတစ်ခုစီတိုင်းကိုရိုက်ကူးရှင်ကနေပြီးစီးတတ်သည့်အချိန်နာလီပေါင်းများစွာကိုပြီးဆက်ခဲ့ရတာပါဗျဒီလက်ရလေးကိုဘလူးမြင်ကြလဲဗျနင်းတော့မှမမမတ်ရက်တည်တဲ့စိတ်တက်မျိုးမတွေ့ရဘူးလားဗျဒီငါးခေါင်ဆွဲတီးလေးရဲ့ပုံစံကတကယ်ကိုတက်ရက်လာပါလုံးပါတယ်ဗျဒီဇိုင်းပိုင်းမှာတော့ Mobius Ring ရဲ့သဘောတရားကိုသုံးထားပါတယ်ဗျမြင်ကွင်းကိုနေရာလွတ်လေတွေနဲ့ကျဲဝင်းတယ်လို့ခန်းစားစီပြီးအသက်ဝင်လှုပ်ရှားနေတယ်လို့ခန်းစားစေပါတယ်
ဖြူဖွေးတောက်ပါနေတဲ့အောက်ခံအယောင်ကရေလိုင်းလေးတွေလိုပါပဲဗျ ရွှေရောင်တောက်ပနေတဲ့အယောင်လေးနဲ့ထုစစ်ထားတဲ့ငါးချင်းလေးနှုတ်ကောင်ကိုပိုးအတက်လှရှားနေစေပါတယ်ဗျာမိတ်ဆွေတို့ရေဒီဗီဒီယိုလေးကိုမြင်တဲ့အခါအကြာကြီးကြည့်ဖြစ်မှာမဟုတ်ပါဘူးနောက်ဆိုရင်လေကျွန်တော်ကိုမြင်ရချင်မှမြင်ရတော့မှာပါစုမုံကောင်လေးတစ်ခုပဲတောင်းပေးချင်ပါတယ်ဗျာ80မိနစ်အလောက်ကန်တွေအစီပြေချောမွေပါစေကျမ်းမာအေးတွေလည်းကောင်းမွန်ပါစေစီးဝါလပ်လားတွေလည်းတိုးတက်ပါစေလို့ဆုတောင်းပေးပါတယ်စက်တင်ရိုက်ကူးချိန်ကနေအဆက်ဆက်အရာရာပြီးစီးသွားတဲ့အထိအချိန်နိုင်ပေါင်းများစွာကိုအကုန်ခံထားရတာမို့အချိန်တစ်စက္ကန့်လောက်ပေးပြီးဒီလက်မှုပညာရှင်လေးကိုအားပေးထောက်ခံမှုလေးပေးနိုင်မလားဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနောက်လေခမားလိုအထက်ကျွန်တော်ထပ်လုပ်ပေးပါအောင်မယ်ဗျာ